ဒီဗီဒီယိုကရေးစားထားအကောင်းမလားတွေးနေတဲ့ငါတရင်အတွက်ပါထားပြီးသားတငယ်ချင်းတွေအတွက်လည်းတီးတလောက်တော့ပြောထားပါတယ်ကွယ်တော့အသက်15လောက်ပဲရှိသေးတယ်နောက်23ခုနှစ် grade လောက်ကပေါ့ကို self improvement ကိုစပြီးတော့လုပ်တဲ့အချိန်ပေါ့အဲ့နှစ်မတိုင်ခင်အရင်နှစ်တုန်းကဆိုရင်ကိုပုံနေကြီးလိုက် game တွေအများကြီးစောလိုက်ပြီးသွားရင်အိမ်ထဲမှာပဲနေပြီးတော့ junk food တွေစားလိုက်ဒီမှာလေ့ကျင့်ခန်းလည်းမလုပ်ဘူးကွာဝတ်တူကြီးပြင်ကိုလည်းအဲ့ဒါမှဟိုတယောက်တည်းကလုံးကြီးဖြစ်နေတာလူတွေနဲ့လည်းတိတ်ပြီးတော့စကားလည်းမပြောတတ်ဘူးပြောတတ်ချင်ပေမဲ့လည်း try ကြည့်တယ်ဒါပေမဲ့ like အရင်အစင်းလည်းမပြေပါဘူးကိုလိုချစ်ကြတဲ့လူများတယ်ဆိုပေမဲ့လည်း like ကိုယ့်အနေကိုလူနဲ့စကားပြောရတာရှက်တယ်ကွာကြောက်တယ်ဘာလို့လဲတော့မသိဘူးဆိုတော့အဲ့အချိန်ပေါ့ကိုအဲ့လိုမျိုးဦးချင်းအောင်ဖြစ်နေတော့မှဟမ်ဇာဆိုတဲ့ YouTuber တယောက်ကိုတွေ့တယ်ဟမ်ဇာဆိုတာကြတော့အဲ့လို self improvement အကြောင်းပြောတဲ့ YouTuber တယောက်ပေါ့အဲ့လိုလေ့ကျင့်ခန်းလုပ်တာတို့ပြီးရင်တရားထိုင်တာတို့စသဖြင့်အဲ့လိုတိုးတက်ကြောင်းပြောပြတဲ့ YouTuber တယောက်ပေါ့ကိုသူ့ကိုစပြီးတော့ကြည့်ဖြစ်လာတယ်အဲ့ဒါနဲ့ဒီလိုပဲပြောရမယ်ဆိုရင်ကိုတဖြည်းဖြည်းနဲ့စပြီးတော့ပြောင်းလဲလာတယ်လေ့ကျင့်ခန်းလေးတွေလည်းစလုပ်လာတယ်တရားလေးတွေလည်းထိုင်လာတယ်ဆိုတော့စိတ်ပိုင်းဆိုင်ရာလည်းနည်းနည်းပိုပြီးကျန်းမာလာတယ်စိတ်ပိုင်းဆိုင်ရာကျန်းမာလာတဲ့အမျှတခြားလောက်ရတာတွေလည်းပိုပြီးတော့အဆင်ပြေလာတယ်လူတွေနဲ့စကားပြောတတ်အောင်ဆိုပြီးကိုဦးနုရဲ့မေတ္တာပလတီကာတို့လည်းစပြီးတော့ဖတ်လာတယ်အသုံးပြုကြည့်လာတယ်ဖြစ်ချင်တော့အဲ့ချိန်မှာစပြီးတော့grade 8ဆိုတဲ့အကြောင်းကြီးကပြန်ဖွင့်တယ်ကိုကျောင်းမတက်တာဆိုရင်ကအဲ့ချိန်တုန်းက2နှစ်လောက်ရှိနေပြီမနိုင်ငံကိစ္စတွေရောအဲ့လိုကိုဗစ်ကိစ္စတွေရောပေါင်းပြီးတော့မတက်တာကြာတယ်ဆိုတော့ကျောင်းပြန်တက်တာကွာအခုမှပြန်တက်ကြတာ grade 8ကြီးကိုစပြီးတော့တက်လိုက်တယ်အဲ့ချိန်မှာကျတော့ကိုစပြီးတော့ကိုနည်းနည်း confidence ရှိလာပြီးပြောလို့ရတယ်ဘာလို့လဲဆိုတော့အဲ့လိုမျိုးကလေးချင်းကနေလုံတရားတွေပါထိုင်လာတာလဲ2လ3လလောက်ရှိနေပြီကွာဆိုတော့ဒီမှာကျန်တဲ့လူတော်ကဘယ်သူမှလောက်တာမဟုတ်ဘူး like ကိုတကြောင်လုံးမှာကွာတရားထိုင်တဲ့လူတယောက်မှရှိတာမဟုတ်ဘူးရှိရင်လည်းရှိမှာကိုမသိဘူးဒါပေမဲ့ကိုအခန်းထဲမှာမရှိဘူးပေါ့ဆိုတော့ငါနည်းနည်း confidence ဖြစ်လာငါနည်းနည်းစိုးပေါ့အဲ့ချိန်မှာကိုရဲ့တငယ်ချင်းအဟောင်းနေနဲ့လည်းတွေ့တယ်တငယ်ချင်းအစ်စ်တွေနဲ့လည်းတွေ့ရတယ်တနေ့ကျတော့ကွာကိုအဲ့နေတော့မှတ်မိသေးတယ်ဟိုဟမ်ဇာရဲ့ဗီဒီယိုကိုသမင်းစားနေကြည့်နေတာအဲ့ထဲမှာပြောထားတာကွာဟိုကောင်မလေးတွေနဲ့စကားပြောတယ်ဆိုတာလဲကိုယ့်ရဲ့ဒီမှာလူမှုဆက်ဆံပေါင်းနေဆက်ဆံရေးကွာမြင့်တင်ရရောက်တယ်ပေါ့သူကအဲ့လိုမျိုးတိုက်တွန်းထားတာအမှန်တကယ်တော့ကွာသူတကယ်ပြောချင်တဲ့ရည်ရွယ်ချက်ကဟိုမိန်းကလေးနဲ့လည်းမရှက်ပါနဲ့ပုံမှန်ပဲသူတို့လည်းလူပဲဆိုတော့စကားပြောကြည့်အဲ့ဒါဆိုရင်ကိုယ့်ရဲ့လူမှုဆက်ဆံရေးကောင်းတယ်ဗာညာပေါ့ကွာဆိုပြီးတော့ပြောထားတာဒါပေမဲ့ကိုကကြတော့စိတ်ထဲအတွေးတစ်ခုဝင်သွားတယ်ဟာဒီမှာရီးစားထားခြင်းကောင်းမလားဆိုပြီးတော့အဲ့အတွေးဝင်သွားတယ်ဘာကြောင့်ဝင်လာမလဲမသိဘူးကွာဒါပေမဲ့အဲ့တွေ့ရပြောလို့ပြောတာပဲအဲ့ချိန်မှဝင်လာတော့မဟုတ်ပါဘူးငကိုတွေကလည်းရှိတယ်ငကိုအသက်7-3လောက်ဟိုတည်တယ်မှာအစပြီးတော့လို့စေကြောတက်ရောက်ချိန်ပေါ့အဲ့ချိန်နဲ့အစပြီးအဲ့တွေ့ရတော့ရှိပါတယ်ဒါပေမဲ့ရကွာတခြားအကြောင်းအရာလွယ်ပြီးပြောပြရတော့မဟုတ်ပါဘူးဒီတိုင်းရည်စရာလေးတစ်ခုပြောပြရပါအကိုအသက်7လောက်လားမသိဘူးရှိသေးတယ်ဒါကိုတခြားဘယ်နေရာမှမပြောဘူးเนาะအဲ့တော့ဆိုရင်ကိုတစ်တော့ပါမှာကွာကောင်မလေးတစ်ယောက်ရှိတယ်အဲ့ကောင်မလေးကွာကြိတ်ပြီးတော့ဘယ်လိုကောင်းကြိုက်နေပဲပြောမှာကွာတည်းရမှာကိုကအဲ့တော့7နှစ်လောက်ပဲရှိတယ်ဆိုတော့ तू ကကြတော့ကိုယ့်ထက်ကြီးပုံရတယ် तू ကိုယ့်ထက်တော်တော်ကြီးတော့16လောက်ဖြစ်နေနေတူတယ်ကြိတ်ပြီးကြိုက်နေတာပေါ့ကွာကြိုက်ပြီးတော့ကိုပြောရင်တော့ရက်ဖို့ကောင်းပါတော့ဒါပေမဲ့ပြောပြပါကိုကတနေ့ကရှိတယ်လေလားကိုအမြဲတမ်းအဲ့လိုအဲ့ရတဲမှာဆိုရင်ကွာအဲ့လိုဖက်လုံးကြီးပေါ့ဖက်လုံးကြီးကွာအဲ့လိုပေါ့သူ့အထင်နဲ့ပေါ့ကွာအဲ့လိုဖတ်တယ်ပဲပြောရမှာပေါ့ဟိုလိုစိတ်မရှိဘူးနော်ဘာတူလဲဆိုတော့ကိုလည်းမမှတ်မိတော့ကွာသူ့နာမည်တောင်မမှတ်မိတော့ဖြစ်ချင်တော့ဘာဖြစ်လဲသိလားကိုတနေ့ Instagram ပုတ်နေတာကွာ Instagram ပုတ်တယ်ဆိုတာပုတ်ချင်လို့ပုတ်တာမဟုတ်ဘူး Instagram မှာတူရှိလို့ကို Instagram ကိုတင်းလိုက်တာဆိုတော့Instagram ကိုကောက်ကြည့်လိုက်တယ်ပေါ့သူ့အကောင့်ဝင်ကြည့်လိုက်ဘာတွေ့ရတင်လဲသူ့ရဲ့အကောင့်လေးနဲ့သူ့ရဲ့အကောင့်လေးနဲ့အဲ့လိုပုံလေးရိုက်ထားတာကွာအမှန်တကယ်ကတော့ကွာဒါကိုတစ္ဆာဖောက်သွားတယ်မဟုတ်ဘူးတစ္ဆာဖောက်အောင်လဲကွာသူနဲ့ကွာရီးစားလည်းမဟုတ်ဘူးကွာငကိုတွေကသိတယ်မှာဆိုတော့ like ဘယ်လိုပြောမလဲကိုကကြိတ်ပြီးတော့ online crash ပေါ့ကြိတ်ပြီးတော့နောက်တစ်ယောက်နဲ့ရောက်သွားကန်ရတော့လေးပေါ်ပြန်သွားဆိုတော့ထားပါတော့ရှက်စရာကြီးခုနကတော့ပေါ့ကိုစိတ်တဲကိုဟမ်ဇာဗီဒီယိုကြည့်နေတဲ့အတွေ့အကြုံဝင်လာတယ်ငါရီးစားထားခြင်းကောင်းမလားပေါ့ဘာလို့လဲဆိုတော့ဒီတစ်ခါတော့သိကြတယ်ကွာကိုတွားပြီးတော့ပြောမယ်ဆိုရင်တယောက်မဟုတ်တယောက်တော့ရမှာဆိုတာသိကြတယ်ကွာကိုနည်းနည်းစပြီးတော့ယုံကြည်မှုရှိလာတယ်ပေါ့ဆိုတော့ GH ကလည်းစတယ်အဲ့မှာကိုစာရီပိုင်းလည်းစလုပ်တယ်စာရီလုပ်တော့ကွာကိုအဆင်ပြေတယ်ကွာကိုငကိုတွေကလည်းစာဘက်ကတော့အဲ့လောက်ကြီးအားမနေခဲ့ပါဘူးဆိုတော့စာရီပိုင်းလောက်ရတယ်အဆင်ပြေတယ်ပြီးတော့စကားလေးပါလေးပြောတာလည်းမစိုးကွာသူများထက်ကောင်းတယ်တော့မဟုတ်ဘူးပေါ့ဒါပေမဲ့သူများနီးပါးပြောတတ်တယ်သူများနီးပါးပြောဆိုဆက်ဆံမှုအဆင်ပြေတယ်ဆိုတော့ဆရာမတွေလည်းနည်းနည်းတိလာတယ်ကိုတငယ်ချင်းတွေလည်းတိလာတယ်ဖြစ်ချင်တော့ကွာအဲ့လိုမျိုးကိုဒီတိုင်းထိုင်ကောင်းမလားဆိုပြီးတော့တွေးနေတော့မှာကိုရဲ့ကျူရှင်မှာကောင်မလေးတယောက်ရှိတယ်ပိန်တေးအသားဖြူဖြူနဲ့အဲ့ဒါနဲ့ဟိုမစိုးဘူးပေါ့လေးတည်းမှာ
တူတူနဲ့လိုပဲပြောအောင်ပေါ့ကွာကိုသူ့ရဲ့အဲ့လို TikTok တွေ Messenger တွေပါတွားအပ်တယ်ကွာအပ်ပြီးတော့စကားလေးခဏခဏပြောပြီးတော့နောက်ကြတော့ဖွင့်ပြောလိုက်တယ်ပေါ့ပြောလက်ခံတယ်ကွာ like wow like that's like first girlfriend ဒီမှာwow အဲ့ဒါနဲ့ကိုကြီးစားရသွားတယ်ပေါ့ကိုလိုချင်တဲ့အကျိုးတွေရတော့ကွာကြီးစားလေးထားဖို့ရရှိအောင်ပြီးတော့အဲ့တော့တွေးတာကွာဘယ်လို experience မှရအောင်ပြန်မှာအတွေ့အကြုံကျင့်တန်ကွာဒီမှာပို့ပြီးတော့ကောင်းတယ်ပေါ့ဒီမှာအဲ့လိုတွေးမိတာကွာဒီမှာသူနဲ့စကားပြောရဲဆိုရင်ကွာကိုယ့်ရဲ့စကားပြောစွမ်းရည်တိုးတက်လာမယ်တို့ပြအဲ့လိုပဲပေါ့အတွေ့အကြုံပဲပေါ့တန်ဖိုးရှိတယ်ဘာညာပေါ့တကယ်တမ်းတော့ကိုထားဘူးကျင်လို့ထားဘူးကျင်လို့ထားလိုက်တယ်ပေါ့ရီးစားတက်တန်တပတ်ပေါ့ပြောဖို့ကောင်းပါတယ်တော်တော်လေးပြောဖို့ကောင်းတယ်ဒါမှနှစ်ဘက်ဆိုလဲ good night လေးတွေပို့လိုက်ညဘက်ဆိုလဲ good night တို့ဘာလို့ပို့လိုက်နဲ့တိတ်ပြန်ကိုတစ်ခါမှလည်းမပြောဘူးအမိုက်တော့တဲ့ဘာနေရပေါ့အဲ့လို TikTok ကရီးစားချင်းချင်းပို့တဲ့ဗီဒီယိုတွေပေါ့ကွာသိတယ်မလားအဲ့ဒါလေးတွေပို့လိုက်ကျူရှင်သွားတော့ဆိုရင်လဲကိုယ့်ရဲ့စပိန်နောက်မှာသူကစီးပြီးတော့အဲ့တော့ကွာမိုးကတဲကြီးမဲကြီးရွာနေတာကိုယ်မိုးကာတွေဘာတွေဝစ်ပြီးတော့ကိုယ့်စပိန်နောက်ကနေလိုက်စီးရင်းနဲ့ကျူရှင်တူတူသွားတယ်ပေါ့ဆိုတော့အဲ့တော့တော်တော်ပြောဖို့ကောင်းပါတယ်တော်တော်ပြောဖို့ကောင်းတယ်ဒါပေမဲ့ရီးစားတက်တန်နှစ်ပတ်ပေါ့ငါလည်းမသိရင်တေးချလိုက်ပြီးတော့လေမှတ်ထားရကြတယ်ရီးစားတက်တန်တစ်ပတ်ရီးစားတက်တန်နှစ်ပတ်ရီးစားတက်တန်နှစ်ပတ်လောက်မှာပေါ့စပြီးတော့ရှုပ်လာတယ်ကိုရီအတူတနေ့အမိတ်တူဆန်တူတူသွားတယ်ကိုအပြင်သူလည်းပါတယ်တခြားတငယ်ချင်းတွေလည်းပါတာပေါ့ကိုနဲ့တငယ်ချင်းတယောက်ကကွာဟိုအမိတ်တူဆိုင်မှာကိစ္စရှိလို့ဆိုပြီးတော့ကြံခဲ့တာသူနဲ့တခြားတငယ်ချင်းတွေကကြတော့သူပတ်စံလေးနည်းနည်းပို့လို့ဆိုပြီးတော့ကွာအေးလေးပါလေးဝယ်မယ်ဆိုပြီးတော့သူတို့ကပ်ပီတဲပေါ့ကွာဟိုးဘက်ကိုရှက်သွားကြတာဈေးဆိုင်မှာသွားဝယ်တာပေါ့ကိုရီပြန်တဲ့အခါကျတော့တငယ်ချင်းတယောက်ကနေပြီးတော့သူ့ထက်စောပြီးရောက်လာတယ်အဲ့နဲ့ကိုရီပြန်ရင်းနဲ့လမ်းမှာကိုတငယ်ချင်းတယောက်ကပြောတယ်တားရည်တဲ့မင်းကောင်မလေးပေါ့မင်းကောင်မလေးကစိတ်လေးတောင်းနေတယ်တဲ့ဒါကိုအဲ့လိုမျိုးပြောလိုက်တယ်ရင်းနဲ့တော့မကောင်းဘူးကွာအဲ့ဒါဆိုရင်ကိုတိုင်းတော့မှကွာယောက်ျားဖြစ်တဲ့တော့မှစိတ်လေးမတောက်ဘူးဘိတ်တို့ဘာလို့လဲတော့ကွာတခါဝူးကွာအလုပ်ဘူးတာပေါ့ဒါပေမဲ့စိတ်လေးတစ်ခါမတောက်ဘူးကိုရဲ့ပထမအဦးဆုံးကောင်မလေးပေါ့သူကတောက်တယ်ဆိုတော့စိတ်တစ်မျိုးဖြစ်သွားတယ်အဲ့လောက်တော့လည်းဘာမှမဖြစ်ပါဘူးဒီမှာ depression ဝင်သွားတာဘာလို့မရှိပါဘူးgood night တွေပါနေလဲကိုပြောတော့မယ်ကို morning တို့ပြောရတဲ့ခါကျရင်ကွာတခြားအတွင်းရေးကိစ္စလေးတွေပေါ့ကွာပြောတော့မယ်သိရလားပြောဖို့ကောင်းပါလိမ့်မယ်ဒီကအခုမှတားဘူးလားဆိုတော့တင်မှာမြောက်အုံးကြီးရတယ်လို့မျိုးပါဖြစ်နေတာပေါ့တနေ့ကွာအဲ့တနေ့ကိုမှတ်မိသေးတယ်အခုဒီကိုရီးယားတုန်းကမုတ်စားကြောင်းဆင်းတဲ့အချိန်ပေါ့ကိုကမုတ်စားကြောင်းဆင်းပြီဆိုရင်သမင်းတွေပါစားပြီးရင်ကွာအဲ့လိုစားဖတ်တတ်တဲ့အကျင့်ရှိတယ်အဲ့လိုစားဖတ်ပြီးတော့ကိုဒီတိုင်း easy ထိုင်နေတာပေါ့ကွာအဲ့အချိန်မှာဒါကိုရဲ့တငယ်ချင်းတယောက်ကရောက်လာတယ်ကိုတငယ်ချင်းတယောက်ကရောက်လာပြီးတော့တာကြီးရဲ့မင်းကိုပြောကြရှိလို့တဲ့မင်းရဲ့ဒီကောင်မလေးအကြောင်းပြောကြရှိလို့ဆိုပြီးတော့ကိုပြောတယ်အဲ့နဲ့ကိုကလည်းပြောဖို့ဆိုတော့ပြောပြတယ်တာကြီးတဲ့မင်းကောင်မလေးကတခြားကောင်မလေးတယောက်ကိုကြီးစားဖြစ်နေထားတယ်တဲ့ကိုပြောလိုက်တယ်တဲ့ပြောရင်တော့မိမချင်းချင်းကြိုက်တယ်ပေါ့ကွာအဲ့လိုပဲပြောမှာပေါ့ကိုအဲ့လိုမျိုးပြောတယ်like yeah that's my honest reaction bro like no yeah ကွာယောက်ျားလေးနဲ့တိုက်ကြိုက်ရင်တော့မှကွာသွားထိုးထည့်လိုက်လို့ရသေးတယ်ကွာနော်မိန်းကလေးချင်းဆိုတော့ကိုအဲ့ဒါနဲ့လဲသူနဲ့မပြတ်သေးပါဘူးဒါအဆင်ပြေမလားညှိကြည့်သေးတယ်ပေါ့စကားလေးပါလေးပြောကြည့်သေးတယ်တခြားဘာညာနေကြကွာစီးပေါ့ကွာပြောသေးတယ်နောက်ကြတော့တန်ပြန်မှာဆရာမရေးမိပါတယ်ဆရာမရေးမိသွားပြီးတော့ကိုခေါ်တယ်ပေါ့ဗမာဆန်နေသူနဲ့ကြိုင်နေဆိုတော့ဟုတ်လားလို့တော့မဟုတ်ပါဘူးကွာတိတောင်တိနေတယ်ပြောမှဆိုတော့ကိုတငယ်တယောက်ကကွာအဲ့လိုမျိုးနဲ့ပြောလိုက်တာကွာပြောလိုက်ဆိုတော့ဆရာမတိပါတယ်ပေါ့အဲ့တငယ်ကြီးကိုလည်းကျေးဇူးတင်ပါတယ်အဲ့နဲ့ကိုခေါ်ပြီးပြောတော့ကိုလည်းစကားပြောတာပေါ့ကွာတခါမှလည်းအဆူမခံဘူးဟိုလိုကတခြားကိစ္စတွေနဲ့တော့အဆူခံဘူးတာပေါ့ဒါပေမဲ့ဒီလိုမျိုးကသူကြီးစားထားတဲ့ပါညာကိစ္စတခါမှလည်းမဆူခံဘူးကွာဆရာမအဲ့ဒါကိုမေးတယ်ပေါ့ပြီးတော့သူ့ရဲ့အဲ့လို history လေးတွေပါညာလေးတွေလည်းကွာကိုပြောပြတယ်ကိုမသိခဲ့တာတွေကအများကြီးတိအောင်လည်းလေးမှမလာတာအပေါ့ obviously ဟုတ်တာပေါ့အားနဲ့နောက်ဆုံးတော့လည်းကိုရီပြတ်သွားပါတယ်သူเจ้าစသိတဲ့အချိန်ကနေစပြီးတော့တစ်ပတ်နှစ်ပတ်လောက်အချိန်ပေါ့အဲ့အချိန်တော့ကတော့စိတ်အရှုပ်ဆုံးပဲခါမှလည်းကွာအဲ့လိုမျိုးလို့တဝင်းတိုးတာတို့ဒီတယ်မှာဘာမှလည်းမဖြစ်ဘူးကွာအဲ့တစ်ခေါက်ကစိတ်အရှုပ်ဆုံးပဲ
တဲ့ပြောမယ်ဆိုရင်ကွာအဲ့အချိန်တင်ရှုပ်တာမဟုတ်အဲ့အချိန်ပြီးတော့လဲရှုပ်တယ်တော်တော်စိတ်ကလေကဲပါအလန်းစစ်တွေထားပါဗီဒီယိုမှာကိုရဲ့အရင်ကောင်မလေးအကြောင်းပြောတယ်ပေါ့အခုလည်းမရှိပါဘူးမိုင်းနေရလေကြောညာကိုအရင်ကောင်မလေးကိုကွာအဲ့လိုမကောင်းကြောင်းပြောတာမဟုတ်ဘူးသူဘာကြောင့်အဲ့လိုမျိုးကလောက်ရလဲဆိုတာလေကိုသိတယ်ဆိုတော့တဲ့ပြောမယ်ဆိုရင်တကယ်ကြီးကိုကလည်းကိုပဲသူနဲ့မတွဲခင်တည်းကရိတ်မိတယ်သူနည်းနည်းအဲ့လိုအချင်းစီရိုက်လေးရှိတယ်ဆိုတာကိုသိဒါမဲ့လေကိုယောက်ျားလေးတွေကမိန်းကလေးတယောက်ကြိုက်ပြီဆိုရင်တမင်သက်တဲ့အမှတ်တရတွေပေးတာသိတယ်မဟိုလိုကဟိုဘက်လိုက်တဲ့ဟိုဆီယမတယောက်လိုမျိုးပေါ့ရီးစားလေးထားခြင်းယုံနဲ့ကွာသူ့ကိုနည်းနည်းကြိုက်တယ်သူကနည်းနည်းလေးလှယုံနဲ့ကွာသိတယ်မလှဟေးမျက်မှန်လေးနဲ့ဟေးထားပါတော့ကွာတခြားဘာလေးရှိပေါ့ကိုကြိုက်တဲ့ပုံစံပေါ့အဲ့လိုလေးဟေးဘာညာပေါ့အမှတ်တွေပေးလိုက်အောင်ရိုးမဲ့ပုံလေးပါစိတ်သားလေးလည်းကျူစင်ပါပါပြီးတော့ရင်မိဘတွေလည်းကူညီမှာပါစာအုပ်လေးလည်းဖတ်တယ်တဲ့သူတင်တဲ့ဗီဒီယိုလေးတွေကလည်းမိုက်တယ်တကယ်ရောကိုပြောချင်တာကလေကိုဆရာကြီးလောက်တာမဟုတ်ပါဘူးကိုယ်တိုင်လည်းပြောရင်ကွာတခါပဲထားဘူးတော့ရီးစားတခါပဲထားဘူးပြောမင်းဘာပြည့်တယ်ညာပြည့်တယ်ဆိုပြီးတော့တဲ့မှာအဲ့လိုဆရာကြီးလောက်အောင်လည်းဘာမှမတည်ကွာတကယ်ကိုကြိုက်တယ်ဆိုရင်လည်းကိုလေငါမြင်ဘန်းတိုက်နေတာလားဆိုပြီးတော့ပြန်မေးတင်တယ်လို့ထင်တယ်ဘာလို့ဆိုရင်ကိုဒီဘက်လိုက်တာရမ်းများတယ်တာပြီဆိုတာနဲ့အမတ်တရရမ်းပေးတယ်ဆိုတော့တင်ရုပ်ကွာဒီမှာဒီဗီဒီယိုကနေပြီးတော့တားရီမထားနဲ့ဟိုကွာကိုအေးစေဖုန်းကြီးဝေးပြီးတော့စူးစားတယ်မစစ်မမေးပေါ့တဲ့အဲ့လိုမျိုးကြီးတလုံးနေခိုင်းတာမဟုတ်ပါဘူးဒါပေမဲ့ကောင်းတာမတွေ့သေးရင်ကွာမထားစီချင်တာမထားဘဲနဲ့နည်းနည်းအကက်ခတ်အောင်ဆိုကွာတစ်နှစ်နှစ်နှစ်လောက်ပေါ့ကွာကိုဆိုလည်းအဲ့လိုပဲအကက်ခတ်တာပဲအကက်ခတ်နေတာပဲအဲ့လိုမျိုးကွာဘက်လိုက်မှုမပါတဲ့အကက်ဖြတ်မှုမျိုးတာမလုပ်ဘူးဆိုရင်ကိုရီလို့မကောင်းမကန်တရုပ်ပစ္စည်းတွေပဲရမှာပေါ့တဲ့ရကိုရီပစ္စည်းတွေပါဝယ်ရင်တော့မှတတိချာရွေးပြီးဝယ်ရမလားအခုလိုမျိုးကွာဒီကိုယ့်ရဲ့ချစ်ခင်မှုကိုပေးရမယ်မင်းကလေးကိုရွေးတဲ့နေရာမှာဆိုရင်ပို့ပြီးတော့မှဟိုစစ်ရမယ်လို့ထင်တာပဲဒါမင်းကလေးကလည်းကွန်ပျူတာတော့မဟုတ်ဘူးပေါ့ကွာဒါပေမဲ့လည်းစံချိန်လေးတွေတော့ရှိရမယ်ထင်တာပဲတိုင်းဒီဗီဒီယိုခဏလောက်ရက်ပြီးတော့တွေးကြည့်ပါလားကိုယ့်ရဲ့ကောင်မလေးမှာဘာရည်ချင်းနေရှိရမယ်ဆိုတာကိုတိုင်းတွေးကြည့်ပါလားဥမာကွာဟိုလာရုံပဲမဟုတ်ပဲနဲ့တစ္ဆာရှိရမယ်တို့ကိုယ်စဉ်းစားတရားရှိရမယ်အရင်ချင်းချင်းတင်းမွေးလေးဖြစ်ရမယ်ဒါတငိမ့်စိတ်ကြိုက်တွေးပါတိုင်းတွေးကြည့်ငါရဲ့ကောင်မလေးမှာဘာအရေးတွေးလေးတွေရှိရမယ်ဆိုတော့တိုင်းအဲ့လိုတွေးပြီးသွားပြီဆိုရင်အဲ့အရေးချင်းနေနဲ့ကြိုက်တဲ့လူမတွေ့သေးဘူးဆိုရင်မထားသေးဘူးတငိမ့်ကြီးကိုအမြင်ပြောရရင်တော့ကိုတိုင်ကလည်း ready ဖြစ်နေဖို့လိုမယ်ထင်တယ်။ Elon Musk တို့ Jeff Bezos တို့ဖြစ်မှဟိုရည်စားထားမယ်လို့ပြောတာမဟုတ်ပါဘူး။ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာအရာရောအချိန်ပိုင်းဆိုင်ရာအရာရောအချိန်မရှိတဲ့လူကကိုရည်စားဘယ်လိုလုပ်အချိန်ပေးမလဲဟုတ်တယ်မလား။အဲ့ဒါတကယ်မထားသေးဘူးဆိုရင်အရင်ဆုံးကိုယ့်ရဲ့စံချိန်လေးတွေအရင်ဆုံးစဉ်းစားဖို့တကယ်စဉ်းစားပြီးရတဲ့ခါကျရင်ဟိုဒီစံချိန်နဲ့ကိုင်းမှငါထားမယ်ဆိုတဲ့အမျိုးလေးလုပ်စီခြင်းပါတယ်။ပြီးတော့မှဗလိုက်မှုမပါတဲ့အကဲဖြတ်မှုမျိုးကိုအချိန်ကြာလုပ်ပြီးတော့ကိုကလည်း ready ဖြစ်တယ်တကယ်ချင်းလည်းတကယ်ထားခြင်းလဲဆိုရင်တော့ထားပါဒါကိုလည်းမသားပါဘူးထားပြီးသွားပြီဆိုရင်တော့ဟိုကောင်းကျိုးနဲ့ဆိုးကျိုးကတော့ရှိမယ်နော်တကယ်ချင်းဟိုတဝင်းတိုးရတာတို့စိတ်ပူရတာတို့ဒီလိုမျိုးတွေကတော့ကွာအနေနဲ့အများရှိကြတာပါပဲဆိုတော့ကိုယ်ကလည်းအဲ့ဒါတွေအတွက်အဆင်သင့်ဖြစ်တယ်ဆိုရင်တော့စိုးပါဘူးဆိုတော့ထားပြီးသွားတဲ့တကယ်ချင်းတွေအတွက်ကောတင်းရင်တကူပုံမင်းလင်းလင်းပဲပြီးသလောက်ကိုပြောပါမယ်တကယ်ချင်းရဲ့စံချိန်နဲ့အဲ့ကောင်မလေးကကြိုက်ရလားဘယ်မင်းကလေးကမှတော့အဲ့လိုပြီးပြည့်စုံပြီးတော့ perfect ဖြစ်နေတာတော့မရှိဘူးပေါ့ဒါပေမဲ့လည်းကွာသစ္စာမရှိတာလိုမျိုးလုံးဝဖောက်လို့မရတဲ့စီးတွေကိုကြော်တယ်ဆိုရင်တော့ဒါအင်းရဲ့ဟိုကိုတက်တယ်ပဲပြောပါမယ်ထက်လိုက်တာပူကောင်းပါတယ်အဲ့လဲဆိုတော့ကြာဆက်သွားမယ်ဆိုရင်တငယ်ချင်းပို့ပြီးတော့ပဲနာကျင်ရလိမ့်မယ်ကွာဆိုတော့ဘယ်လိုဖြစ်ရမှန်းမသိဘူးဆိုရင်တော့ဒါကိုသိသလောက်တော့ပြောပြပါမယ်ပလက်နေရာမှာတငယ်ချင်းနည်းနည်းလေးထည့်လိုက်ပေါ့ဘလန့်ကြီးပေါ့ငါမင်းကိုဘလန့်ကြောင့်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ငါတို့နှစ်ယောက်ရဲ့ဇလန်းကမဆက်လို့အဆင်မပြေတော့ဘူးငါတို့ပြရအောင်အဲ့လိုမျိုးလေးပေါ့တကယ်နည်းနည်းတော့ဦးကျောင်းနိုင်တာပေါ့ကွာပြောရမှာမသိမြန်မာစကားရိုက်တယ်လို့ပါလို့နဲ့ဒါပေမဲ့လုံးတင်တာကတော့တော့အမင်းထင်တယ်တကယ်ကြီးအခုတကယ်ကြီးနေအကြောင်းနေလဲကြောက်ဘူးပါတယ်သူ့ရဲ့ကောင်မလေးကခန်းထဲကအကောင်တစ်ကောင်နဲ့ကြိုက်သွားတာတို့ဒါမှမဟုတ်သူ့ကောင်မလေးကအရင်ရစ်တာတို့စသဖြင့်ပေါ့ကွာအဲ့လိုမျိုးတွေလည်းကြားရပါတယ်ဆိုတော့တင်ရည်စားထားမယ်ဆိုရင်တေးချာလေးတော့ရွေးစေချင်ပါတယ်ကိုလိုမျိုးဦးကြောင်ကြောင်နေမလုပ်စေချင်ပါဘူးဒါတော့ပါပဲဟုတ်ပါ